Hello မင်္ဂလာပါရှင်အခုကျွန်မပြောချင်တဲ့သတင်းလေးကတော့ယေရှုဖျားကြော်လာခါနီးပြီဆိုတော့ကျွန်မတို့အားလုံးပြင်ဆင်ပြီးမှနေကြရမယ်ဆုတောင်းပြီးနေကြရမယ်နော်သခင်ဖျားရဲ့ကြော်လာခြင်းကိုကြိုဆိုဖို့အတွက်ကျွန်မတို့အပြစ်မလုပ်အပြစ်ကိုတတ်နိုင်သမျှရှောင်ပြီးမှကိုစဉ်းစားပါငါဘာလုပ်နေလဲဆိုတော့အပြစ်လုပ်နေရင်အပြစ်ကိုရက်ပြီးမှတတ်နိုင်သမျှအပြစ်ကိုရှောင်ပြီးမှနေပါဒါပေမဲ့လူကအပြစ်တော့လုပ်မိပါတယ်ဒါပေမဲ့တတ်နိုင်သမျှရှောင်ပါတတ်နိုင်သမျှအပြစ်ကိုပေါ်ရောက်အောင်လုပ်ပါဆိုရင်ယေရှုဖျားကြွလာတဲ့အခါကျလို့ရှိရင်ကျမတို့အစဉ်သင့်ဖြစ်ပါမယ်နော်ဒီနေ့ကလူတွေကတကယ်ဘယ်လိုပြောမလဲ evil လို့အဲ့လိုမျိုးပေါ့နော်အရင်ကတည်းကပိုဆိုးလာသလိုပဲဘာဖြစ်လို့ဆိုတော့သူတို့စီမှာစာရန်တွေကအလုပ်အရန်လုပ်တာဒီစာရန်တွေကတိတ်ကိုအလုပ်လုပ်တာလို့ကျမအိမ်မက်ဖူးတယ်ဒီစာရန်အကြောင်းကိုအဲ့ဒီစာရန်ကလူတွေကိုရှာနေရမြားနေရတကယ်ပဲအရန်အလုပ်ရှုံနေတာသူကအဲ့လိုမျိုးရှာနေရလူတွေကိုသူကသူ့ဘက်ကိုပါဆွဲခေါ်သွားခြင်းလို့လေဆိုတော့သူလည်းသူ့အလုပ်အရန်လုပ်နေတာဒီထဲမှာကျမတို့မပါသွားဖို့အရေးကြီးတယ်ပြီးတော့သူ့ရဲ့လက်ကွက်ထမှာမဝင်သွားဘူးပေါ့နော်တိတ်ကိုအရေးကြီးပါတယ်လူတွေကဒီနေ့ကျမကမလုပ်ချင်ဘူးဥမာကွာသူများနဲ့ရန်ဖြစ်တယ်သူများရဲ့အတင်းစကားကိုပြောမိတော့မယ်ဆိုတော့သူကအရန်အဲ့လိုမျိုးပြောစေချင်တာပေါ့နော်ဘေးနားကနေအဲ့လိုမျိုးပြောလိုက်ရတယ်ဆိုတော့ပုံစံမျိုးတွေသူကလုံနေတယ်ဆိုတော့ကျမတို့အဲ့ဒီကစတတိယဖို့ရှောင်နိုင်အောင်ကြိုးစားဖို့ကိုလုံနိုင်လို့တော့လုံနိုင်မှာမဟုတ်ဘူးဖះကိုဆုတောင်းပါအပြစ်တွေကိုကောင်းမကောင်းသိနိုင်တဲ့ဉာဏ်ပညာအစွမ်းတတ္တိကိုပေးသနာဖို့အတွက်ဖះသခင်စီမှာယေရှုဖះရဲ့နာမတော်မြတ်နဲ့ဆုတောင်းပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပဲလို့နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်နော်